ပြန်လဲကြိုးစားပါခင်ဗျာမိသားစုကြိုင်ပွဲပထမဆုံးဒီနေရာမှာ double points ရဲ့မေကွန်ဖြစ်တဲ့အတွက်ရမှတ်ကို2နှစ်မြောက်ပါတယ်အကုန်လုံးဖြည့်နိုင်အမှတ်200ရမှာဖြစ်ပါတယ်ခင်ဗျာကဲအလဲကျသူနေရာယူပေးပါဟုတ်လိုက်ပါဦးဟုတ်ပြီကဲအဲ့တော့စောလကဘောနဲ့ဒီဘက်ကမန်အီမျိုးသူဖြစ်ပါတယ်ခင်ဗျာโอเคဗျာကဲရမှတ်ကို2နှစ်မြောက်ဖြစ်ပါတယ်ဒီမေကိုစပွန်ဆာပေးတဲ့ Overton ကိုလည်းကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာ Tiffy ကိုလည်းကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာโอเคဗျာကဲ top answer တဖြည်းဖြည်းနဲ့နဲလာပါပြီတေချာစဉ်းစားပြီးဖြေပေးပါခင်ဗျာโอเคဗျာ ready ပဲဆိုရင် double points question မေးပါပြီအမျိုးသမီးများကိုဝန်ဆောင်နေစဉ်မှာစားတောက်တဲ့အစားအစာပြောပါဟာရဘာဟာရတယ်အစားအစာပါဆိုမှဘာလဲကစုံဦးလို့ဩအေးအမို့အဲ့အကြောင်းပြောတာကစုံဦးရှိလား no အမျိုးသမီးများကိုဝန်ဆောင်စဉ်မှာစားတောက်တဲ့အစားအစာအသားငါအသားဘာသားလဲစက်သားစက်သားဟုတ်ပြီနော်စက်သားရှိလားဟုတ်ပြီဗျာဒီဘက်ဥဆောင်မယ်နေရာယူပါမျိုးသမီးများကိုဝန်ဆောင်တင်မှာစားတောက်တဲ့အစားအစာဒီရအသီးရွက်ရှိလား no အမျိုးသမီးများကိုဝန်ဆောင်တင်မှာစားတောက်တဲ့အစားအစာအသီးနဲ့ရှိလားဟိုဘက်ကတိုင်းမျိုးရပါ details အတိအကျလေးဖြေပါပရိသတ်ကမျိုးစုံဖြေနိုင်တယ်ဒါကိုစဉ်းစားဖို့လိုတယ်ဟုတ်ပြီအမျိုးသမီးများကိုဝန်ဆောင်တင်မှာစားတောက်တဲ့အစားအစာငါပြောသည်ရှိလားဟုတ်တယ်အဲ့လိုဖြေပြီးပါနော်ဟုတ်ပြီကြာနော်ညီလေးငါပြောသည်ကြိုက်လားတဲ့နော်အဲ့ဒီမြို့သမီးကကိုဝန်ဆောင်စင်မှာစားတော့တဲ့စားစာချက်ဥရှိလားဟုတ်ပြီလောက်ပါအခုမှသူတို့ကဒီဟာအဓိပ္ပာယ်ပေါက်လာတယ်နော်အခုမှသူကအဓိပ္ပာယ်ပေါက်လာတာနော်သေချာစဉ်းစားပါမေကုန်းသေချာစဉ်းစားပါပရိသတ်ကဘာဖြေနိုင်မလဲနော်အမျိုးသမီးများကိုဝန်ဆောင်စင်မှာစားတော့တဲ့စားစာဝတ်သားဟမ်ဝတ်သားဟေးအသားထဲမှာပါပြီးသွားပြီဝတ်သားရှိလားရောဟုတ်ပြီအမျိုးသမီးကိုဝင်ဆောင်ဒီမှာစားတော့တဲ့အစားသားနွားနို့ဘာလဲဒိတ်ကြီးဘာလဲကျုပ်ဟုတ်ပြီကဲအမျိုးသမီးကိုဝင်ဆောင်ဒီမှာစားတော့တဲ့အစားသားနွားနို့ဟုတ်ပြီနွားနို့ဆိုတဲ့အဖြေသာပါတယ်ဆိုရင်အမှတ်ကို2နှစ်မြောက်ရမှာဖြစ်ပါတယ်ခင်ဗျာနွားနို့ဆိုရင်ပြည်သက်ကြီးရောက်တရားရဲ့အဖြေကစောဘန်စာ266မဲ့စပြီးတော့ရတော့ပါပြီဒီဘက်ကတော့အမှတ်မရသေးပါဘူးခင်ဗျာဟုတ်ပြီဗျာကဲပရိသတ်ကြီးဖြေပေးပါဘာဖြေမလဲပန်းတီတဲ့ဟုတ်ပြီဒီမှာကိုဝင်ဆောင်နေရှိလားမွေးပြီးသွားပြီဟလားဟုတ်ပြီ sorry okay နံပါတ်4ပရိသတ်ဘာဖြေလဲ5နံပါတ်6ပဲမျိုးတဲ့ဟုတ်ပြီနော် okay ဗျာကဲအဲ့တော့အခုဆိုရင်တော့လုံးဝအမှတ်မရသေးတဲ့အဖွဲ့ကနောက်တစ်ခါကစားလို့မှထပ်ပြီးအမှတ်မရရင် trouble point ကိုကစားကြမလို့ပဲနဲ့ချန်ပီယံဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီလာမဲ့မေကွန်ကအရေးကြီးပါတယ်ဟုတ်ပြီနော်ခဏလေးရန်နာဝင်ကြည့်ပါ